ပိုင်သွားတယ်မာလာတယ်ဂန်စားတယ်အောင်ယူတယ်ဟိုင်းပေးတယ်ဟာရှာတယ်ဆိုင်ထဲတယ်မိုင်းမဟုတ်ဘူးဒိုင်းရတယ်ချိုင်းဟုတ်တယ်ပိုင်မာဂင်အောင်ဟိုင်းဟာဆိုင်မိုင်းဒိုင်းချိုင်းဒီ10လုံးဟာတည်ထားရမယ်10လုံးအရှိခံစကားပြော10လုံးဖြစ်ပါတယ်เนาะဒါကတော့အရန်ရုပ်ရှင်းပြီးတော့လွယ်ကူတဲ့10လုံးပေါ့เนาะဒီ10လုံးလေးကိုတည်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါနဲ့ကရိယာနဲ့တွဲပြီးသုံးတဲ့အခါမှာမဖြစ်မနေဒီ10လုံးတွေကပါမှာဖြစ်ပါတယ်သုံးမှာဖြစ်ပါတယ်အသုံးအများဆုံးလည်းဖြစ်ပါတယ်